这是吧嘞？这里那木我对了，我也把它拿给我不老的拎那的，不老的得啥西的，老吃的是吧？苗地来了，地来那块料就不变，来，来，阿罗明啦吧？ကျွန်တော်ဒီတစ်ခေါက်မှာတော့ကျွန်တော်မိတ်ဆက်ပေးနေကြအဆောင်နေအင်းနေဆေးတွေမဟုတ်ဘဲနဲ့တကယ်ကိုထူးခြားပြီးလေးနက်တဲ့အရာလေးတစ်ခုကိုကျွန်တော်ရဲ့မိတ်ဆွေတို့မိတ်ဆက်ပြီးမျှဝေပေးချင်ပါတယ်နော်ဆိုတော့ကျွန်တော်အခုရှိမှရှိနေတဲ့လက်စွပ်ကလေးတွေကတော့ let rain လို့ခေါ်တဲ့လက်စွပ်လေးတွေပေါ့သူ့မှာတကယ်ကိုထူးခြားပြီးတော့လေးနက်တဲ့အရာလေးတွေရှိနေတယ်ဗျအဲ့ဒါဘာလဲဆိုတော့ကိုချစ်တဲ့သူကိုတသက်မှာတစ်ချိန်ပဲမပုံတင်ပြီးတော့ဝယ်ယူခွင့်ရှိတာပါဆိုလိုတာကမိတ်ဆွေရဲ့ဘဝမှာတူဦးရဲတော့စစ်မှန်တဲ့လက်တွဲပေါ်တော့ပဲဒီလက်ရင်းရည်ရွယ်ထားတာပါကဲ၍မိတ်ဆွေပါတနာကဒီလက်ရင်းလေးကိုပေးလာပြီဆိုရင်တော့သိကြတယ်ဒါမင်းကငါဘဝရဲ့တူဦးရဲတော့သူပဲလို့ဂရီပေးလိုက်တာ ਨੇ အတူတူပါပဲခင်ဗျာကျွန်တော်ကိုယ်တိုင်လည်းဒီလက်စွပ်လေးရဲ့အထိပ္ပယ်ကိုရန်သဘောကျတယ်ဗျဘာလို့လဲဆိုတော့အချစ်ဆိုတာဗျာဘဝမှာတသက်တာခိုင်မြဲစေနေတဲ့လူတွေကြီးပဲနော်ဟုတ်တယ်မလားအတူတူနေပါရင်လည်းဒီဂရိတစ္ဆာတွေကိုဘလို့တည်တတ်ကိုတသက်လုံးဘလို့ဂရိပေးသွားနိုင်မလဲဆိုတာလူတွေကမသိကြဘူးဗျာအဲ့တော့ဒီလက်စွပ်လေးနဲ့တက်တည်ပြလိုက်ပြီစကားတွေအများကြီးပြောစရာမလိုတော့ဘူးဗျာဟုတ်မလားဒီဆိုရီပေးလိုက်ပြီဆိုတော့ねကိုယ့်ရဲ့ပါတနာကိုတကယ်ကို special ဖြစ်စေခြင်းတဲ့လူတွေအတွက်ကတော့ပေးကိုပေးမှကျင်းသေးတယ်ပေးလိုက်ပြီဆိုတော့ねဒါမင်းကငါဘဝရဲ့တူးတဲ့တော့သူပဲနောက်ဆုံးသူပဲလို့တက်တည်ပြလိုက်တာ ਨੇ လုံးဝတူတူပဲ perfect ပဲပေါ့ဗျာဒါတွေမကသေးပါဘူးဗျာသူကကြားဖြန့်နေ online လိမ်လည်မှုတွေကလည်းကာကွယ်ပေးဖို့အတွက်ဒီလက်စွပ်တွေကအများကြီးအထောက်ပံ့အကာအကွယ်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူကဝယ်ယူသူရဲ့ဖုန်းနေရာလိပ်စာအမည်နာမည်တွေအပြင်ကိုမှတ်ပုံတင်နေပါ register တင်ရတာဆိုတော့ကိုတွဲနေတဲ့သူရဲ့စစ်မှန်မှုတရုပ်မှန်မှုပါစစ်ဆေးပေးတာ ਨੇ အတူတူပါပဲဆိုတော့စကလုံးတွေအများကြီးပြောနေကြမလို့ပဲ ਨੇ နော်ဂတိတစ္ဆာတရားကိုသူဘယ်လောက်တန်ဖိုးထားလဲဆိုတာပေါ်ပြပေးနိုင်တဲ့ကိုကလည်းတိကျကျသိနိုင်မဲ့ခွင့်ရေးလေးတစ်ခုဖြစ်တယ်လို့ချစ်ချင်းမြတ်တာရဲ့သင်္ကေတတစ်ခုအနေနဲ့လည်းဖြစ်တဲ့ learning လေးပါပဲဒါကြောင့်မိတ်ဆွေတွေရဲ့ချစ်ခီလန်းလေးကိုပို့ပြီးတော့လေးနက်သွားအောင်ပို့ပြီးတန်ဖိုးရှိသွားအောင်ပို့ပြီးတော့စစ်မှန်သွားအောင်လို့ကျွန်တော်ကဒီ learning လေးနဲ့အမှတ်သားပြုလုပ်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်အသေးစိတ်ချက်လက်လေးကိုတော့ Angel Garden Jewelry မှာစုံစမ်းလို့ရပါတယ်အားလုံးပဲလှပခိုင်မာတဲ့ချစ်မြတ်တာတရားတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ